ထွင်းတင်ဆိုထားတဲ့ဂျက်ဆန်ထိတ်ကလာရိပ်ပြသချင်းကိုလူတိုင်းလိုကြားဖူးကြလိမ့်မယ်အဲ့ဒီသချင်းတွေကဂျက်ဆန်ဆိုတာရန်ကုန်တက္ကသိုလ်ဝင်တဲ့အာစီနဲ့ဘေးချင်းကပ်ရက်ပြီးတော့စကိုင်းလန်းနဲ့အဓိပတိလန်းတောင်ကဂျက်ဆန်ချာ့ကိုပြောတာအဲ့ဒီဖျားเจ้าနာမည်ကလည်း Reverend Adoniram Jackson ဆိုတဲ့ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးတစ်ပါးကိုအစွဲပြုပြီးတော့ပေးထားတာအဲ့ဒီလူကတခြားမဟုတ်ဘူးတမန်ကျမ်းစာကိုအစအဆုံးမြန်မာပြန်ခဲ့တဲ့ပြီးတော့ပထမဆုံးမြန်မာအင်္ဂလိပ်အပိဋကံကိုပြုစုခဲ့တဲ့ဆရာယုဒသန်ဆိုတာအဲ့ဒါပဲခရစ်ယာန်ဘာသာဝင်တိုင်းလို့ကြားဘူးကြပြီးတော့မြန်မာစာပေမြန်မာသမိုင်းကိုစိတ်ဝင်စားတဲ့လူတိုင်းလည်းကြားဘူးကြတဲ့နာမည်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဆရာယုဒသန်ကဘာကြီးတော်ဘုရားလက်ထက်အင်းဝမှာထောင်ချခဲ့ဘူးလေဆိုတာရဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာလည်းအရေးကြီးတဲ့နေရာတနေရာနေပါဝင်ခဲ့တယ်ဆိုတာကိုတော့သိကြတဲ့လူနည်းမယ်ထင်တယ်ဗျဆရာယုဒသန်အကြောင်းကိုမပြောခင်ဂျက်ဆန်ကနေဘယ်လိုဖြစ်လို့ယုဒသန်ဖြစ်သွားလဲဆိုတော့အရင်စကားခံရမယ်သူကတမန်ကျမ်းစာထဲမှာပါတဲ့နာမည်တွေကိုဘာသာပြန်တဲ့အခါမှာ J အခရာ J အတန်ပြောရင်ရှားအတန်ပေါ့နော်အဲ့ဒီအတန်ကိုအနည်းဆက်ဆုံးဖြစ်တဲ့ယာပလက်အတန်နဲ့ဖလှယ်ယူပလိုက်တယ်အဲ့တော့ Jesus ကယေရှုဖြစ်သွားတယ် Jehovah ယောရှေဝါ Jacob ကယာကုပ်အဲ့တော့ Jackson ကနေယူဒသန်ဖြစ်လာတာပေါ့နော်အဲ့စိုက်ကားဆရာအစဆရာတက်ခေါ်ကြတယ်မြန်မာဒလေးအရာတော့ဆရာယူဒသန်ပေါ့သူကအမေရိကန်နိုင်ငံသားMassachusetts က Mardan ဆိုတဲ့မြို့လေးမှာမွေးတာငယ်ငယ်တည်းကဖခင်တရားအင်မတန်ကြီးညိုလို့ဖုန်ကြီးဝယ်ပြီးတော့သာသနာပြုမယ်ဆိုပြီးတော့အိန္ဒိယကိုရောက်လာတာသူအိန္ဒိယရောက်တဲ့နှစ်မှာပဲအမေရိကန်တွေနဲ့ဗြိတိရှတွေနဲ့စစ်ဖြစ်ကြအောင်အဲ့ဒီအချိန်မှာအိန္ဒိယဗြိတိရှပိုင်တဲ့ကိုလိုနီနဲ့ဖြစ်နေပြီဆိုတော့ကိုလိုနီထဲကနေအမေရိကန်တွေအကုန်ထွက်ဆိုပြီးတော့ဗြိတိရှတွေကနှင်ထုတ်တာခံရတဲ့အခါမှာဘေချင်းကပ်ရက်ဖြစ်နေမြန်မာနိုင်ငံကိုရှောင်ပြေးရတယ်အဲ့ဒီတော့ကျတော့မြန်မာနိုင်ငံကမြန်မာဘရင်ကတအုပ်စံပိုင်စနစ်နဲ့တပြည်လုံးအုပ်ချုပ်နေသေးတာဆိုတော့ဗြိတိရှတွေအာဏာစအောက်ကနေလွတ်တယ်အဲ့ဒါနဲ့ပဲမထူပါဘူးမြန်မာပြည်မှာပဲသာသနာပြုတော့မယ်ဆိုပြီးတော့ရန်ကုန်မြို့ကိုရောက်လာတယ်ဆိုပါတော့သာသနာပြုမယ်သာပြောတာဆရာယုဒသန်မြန်မာစကားကိုငကန်းတစ်လုံးမှမတတ်ဘူးဗျအဲ့ဒါနဲ့ဗမာစကားကိုဆရာခေါ်ပြီးတော့နေရောညောင်အပတ်တကုတ်တင်တယ်ဗမာစာဆိုတာကလည်းတခါမှမမြင်ဘူးတဲ့လူတွေဘယ်လောက်တောင်သင်ရခက်မလဲဆိုတာစဉ်းစားတာကြီးပေါ့တစ်ရဲ့ခါငယ်ရဲ့ပဆောက်ရဲ့ငါးရဲ့ကိုခွဲထားနေတော်တော်ခက်နေပြီဒါပေမဲ့ဆရာယုဒသန်ကဇွဲမလျှော့သူရဲ့ရည်ရွယ်ချက်ကတနေ့ကျရင်တမန်ကျမ်းစာတအုပ်လုံးကိုမြန်မာဘာသာကိုဘာသာပြန်ဆိုနိုင်ရေးပဲပြီးတော့အဲ့ဒီအချိန်မှာအင်္ဂလိပ်မြန်မာအပိဋကံကိုလည်းစပြီးတော့ပြုစုနေပြီကျန်တဲ့အချိန်မှာတော့နီးစပ်ရလူတွေကိုခရစ်ယာန်ဘာသာတွေကိုဝင်ဖို့သာသနာပြုဆွဲဆောင်နေတာပေါ့နော်အဲ့ဒီအလုပ်ကတော့တိတ်ပြီးတော့မအောင်မြင်ရှာဘူးမြန်မာပြည်ရောက်ပြီးတော့12နှစ်လုံးသာသနာပြုလိုက်တာတယောက်စားနှစ်ယောက်စားနဲ့ခရစ်ယာန်ဘာသာဘက်ကိုကူပြောင်းလာတဲ့လူကအားလုံးပေါင်းပြေးရည်ကြီးမှ16ယောက်ပဲရှိတယ်မြန်မာပြည်ဆိုတာကလည်းဗုဒ္ဓဘာသာထွန်းကားပြီးတာအနောက်တိုင်းသားတွေကိုမိစ္ဆာဒိဋ္ဌိလို့သတ်မှတ်ထားတာဆိုတော့ခရစ်ယာန်ဘာသာကူပြောင်းဖို့ဆွဲတယ်ဆိုရင်တော့အခက်မသိရင်သာသနာဖြတ်ဆိုပြီးတော့မင်းပြမင်းတန်သိရင်တင့်နိုင်သေးတာအဲ့ဒီအလုပ်ကတိတ်ပြီးတော့မျက်နှာသာရတဲ့အလုပ်မဟုတ်ဘူးဒါပေမဲ့အဲ့ဒီနေရာမှာကျတော့ဆရာယုဒသန်ရဲ့ဇနီး Ann Jackson သူ့အများခေါ်ကြတဲ့နာမည်က Nancy လို့ပဲခေါ်တယ်သူကအဲ့ဒီနေရာမှာတော့အားကိုးရတယ်ဗျသူကမြန်မာစကားသင်တဲ့နေရာမှာဆရာယုဒသန်ထက်တောင်တက်လွယ်သေးတယ်တော်တော်လဲလဲဝဲဝဲမြန်မာစကားကိုပြောတတ်သွားပြီးတော့ပေါင်းသက်ဆက်ဆံရေးကလည်းကောင်းတဲ့အတွက်အဲ့တော့ရန်ကုန်မြို့ကိုအုပ်ချုပ်နေတဲ့မြို့တော်ဝန်ရဲ့ဇနီးဝန်ကတော်နဲ့တော်တော်ခင်နေဆိုပဲအဲ့ဒီလိုနဲ့ဆရာယုဒသန်တို့လည်းမရရန်ကုန်မြို့မှာအန်ရမရှိဘဲနဲ့အေးချမ်းချမ်းနေရတယ်ပေါ့ဗျာသူတို့မြန်မာပြည်ရောက်တဲ့အချိန်ကဘိုးတော်ဘုရားနဲ့အမတ်ကြီးဦးဘော်ဦးခက်လောက်ဖြစ်မယ်ဘိုးတော်ဘုရားလို့နော်ဘာကြီးတော်ဘုရားနန်းတက်တယ်သူတို့ခေတ်အခါတော့စကိုင်းမင်းပေါ့နော်ဒါပေမဲ့မင်းတို့မင်းရဲ့ဘာကြီးတော်တဲ့အတွက်နောက်ပိုင်းသမိုင်းဆရာတွေကဘာကြီးတော်မင်းလို့ခေါ်ကြတာအဲ့ဘာကြီးတော်ဘုရားလက်ထက်မှာ1824နှစ်ဆန်းပိုင်းမှာဆရာယုဒသန်ရန်ကုန်ကနေအဲ့ဒီအချိန်ကမင်းနေပြည်တော်ဖြစ်တဲ့အမရပူရအင်းဝါပေါ့နော်အဲ့ဒီကိုသာသနာပြုဖို့အတွက်ပြောင်းလာတယ်ဒါပေမဲ့တေချင်တဲ့တော်ပြောင်းဆိုလို့ပဲသူအင်းဝါကိုရောက်ပြီးတော့တလားလောက်ပဲကြားလိုက်တယ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲကထဖြစ်ကောအဲ့ဒီအချိန်မှာနေပြည်တော်မှာရှိနေတဲ့နိုင်ငံသားတွေအကုန်လုံးအင်္ဂလိပ်သရှိုးပဲဆိုပြီးတော့ဆွဲစီပြီးတော့ထောင်ထဲထည့်တာခံလိုက်ရအောင်တကယ်ကစစ်ဖြစ်တာဗမာပြည်နဲ့ဗြိတိရှတွေနဲ့ဖြစ်တာဆရာယုဒသန်ကအမေရိကန်နိုင်ငံသားသူနဲ့ဘာမှမဆိုင်ဒါပေမဲ့ရန်ကုန်ကဗြိတိရှဂုံတယ်တရားရဲ့စီးရင်စာအုပ်တွေကိုစစ်လိုက်တဲ့အချိန်မှာဆရာယုဒသန်ကိုသူငွေတွေပေးထားတယ်ဆိုပြီးတော့စီးရင်မှတ်ထားတာတွေ့ရတယ်တကယ်ကတော့အဲ့ဒီငွေတွေကဆရာယုဒသန်ကိုအမေရိကန်ကနေလှမ်းလွှဲလိုက်တဲ့ငွေတွေဒါပေမဲ့အဲ့လိုငွေတစ်ဆင့်လွှဲတဲ့စနစ်ကိုဗမာတွေကနားမလဲတော့အဲ့မှာဆရာယုဒသန်ကဗြိတိရှတွေစီကငွေယူထားတယ်ဆိုတော့ဒါဆရာယုဒသန်ကိုငွေပေးပြီးတော့သရှိုးလောက်ခိုင်းထားတာပဲဆိုပြီးတော့ထောင်ထဲပြစ်ထည့်ပလိုက်တော့အဲ့ဒီခေတ်ကအင်းဝမှာရာဇဝတ်မှုကြီးတဲ့လူတွေထားတဲ့ထောင်ကိုလက်မယွန့်ထောင်လို့ခေါ်တယ်အဲ့ထက်ရောက်ပြီဆိုရင်အသက်ရှင်ရတဲ့ပြန်ထွက်လာနိုင်တဲ့လူကခက်ရှားရှားပဲအဲ့ထက်အကျဉ်းခန်းတွေဆိုရင်စားဆောက်တဲ့ဟာတစ်ခါမှရေမဆေးဘူးတန့်ရှင်းမလုပ်ဘူးတဲ့လုံးဝနေရာထိုင်ခင်းကညစ်ပတ်နန်စောငရဲကြနေတယ်ကိုနေရာမျိုးပဲသူနဲ့သူထောင်ကျနေတဲ့နိုင်ငံသားကုန်းသည်ဆရာဝန်စသဖြင့်က6ယောက်9ယောက်လောက်ရှိမယ်အကုန်လုံးတန်ချေချင်းအချိန်ပြည့်ခတ်ထားတယ်ညဘက်ကျရင်အဲ့တန်ချေချင်းတွေအကုန်လုံးအတွဲလိုက်တက်သားတစ်ချောင်းနဲ့ရှို့ပြီးတော့အဲ့တက်သားတို့ကိုထုတ်တန်းကနေကျိုးနဲ့စားပြီးတော့မိုးပေါ်ကိုမြှောက်အဲ့တော့အကျဉ်းသားတွေအကုန်လုံးကခြေထောက်တွေကမိုးပေါ်ထောင်
မခုံးမဲ့ကြမ်းမြင်နဲ့ထိရဆိုရင်မျိုးတွဲလောင်းအနေထားနဲ့အိတ်ကြဘာဖြစ်လိုက်လို့လောက်တာလဲဆိုတော့ညဘက်ထွက်ပြေးမှာဆိုလို့တဲ့ဆရာယူတန်ဆိုရင်သူ့ချောင်းမှာတန်ချေချင်းရအမာရွတ်တွေကတေတဲ့အထိတေရပါတာပဲနိုင်ငံသားထောင်သားတွေအကောင်ကသူတို့တေလူပဲတေပြီးဆိုပြီးတော့ပဲတွက်ထားကြတာသူတို့တော့အထူးတက်လေနှိမ့်ဆက်ညှဉ်းပန်းတာတွေမလုပ်ဘူးဒါပေမဲ့တခြားဗမာရာဇဝတ်သားတွေကိုနှိမ့်ဆက်နေတာတွေကွမြက်နေတာတွေသူတို့မျက်စိရှိမှနေစဉ်လို့မြင်နေရတာ哦နောက်ပြီးတော့ဖြစ်နေတဲ့စစ်ပွဲမှာလည်းဗမာပြည်ဘက်ကအခြေအနေကမကောင်းလူဖြူအင်္ဂလိပ်တွေကတမျိုးပြီးတမျိုးသိမ်းလေလူဖြူဖြစ်ပြီးတော့ဗမာတွေလက်ခုပ်ထရရေးဖြစ်နေတဲ့ဆရာယူတန်တို့အဖွဲ့ကလည်းအသက်ကိုဖက်နဲ့ထုတ်ထားရလေပဲဆိုပါတော့အဲ့လိုထောင်နှန်းဆန်နေရတဲ့အချိန်မှာဆရာကတော်နန်စီကဇနီးမယားကောင်းတော်ပြီးသားတယ်ဗျတယောက်ကြားထောင်ထဲမှာနည်းနည်းလေးပဲဖြစ်အဆင်ပြေဖို့တက်တောင့်တက်တာနေရဖို့အရက်ခင်းလေးတွေအစားအသောက်လေးတွေအစားပေးရဖို့အတွက်ကိုအာနာပိုင်တွေတစ်ချိန်လုံးတောင်းပန်တိုးရှိုးပြီးတော့အသနာခံနေရပြီးတော့လက်တွေထိုးလိုက်ရတာလေအကုန်စည်းစိမ်ပြုတ်တာပဲထောင်ပိုင်းကိုလက်ထိုးတာကိုမျိုးပိုင်ကတိသွားပြီးတော့အဝေမတဲ့လို့ပြဿနာတက်ကြရလည်းရှိသေးတယ်နောက်ဆုံးကျတော့သူကအိမ်မှာတော့မနေတော့ဘူးလက်မယွန့်ထောင်ရဲ့ချန်စီယိုနာမှာတဲလေးထိုးပြီးတော့တယောက်ကြားနဲ့နေနိုင်တယ်များနေအောင်သွားနေတာဗမာအာနာပိုင်တွေကလည်းပြောမရတော့လွတ်ပေးထားလိုက်ရတယ်တကယ်စိုးတူကောင်းဘက်ပါရမီဖြစ်ဘက်ဆိုတာအဲ့ဒါမျိုးပဲအဲ့ဒီအချိန်မှာထောင်ထဲမှာကောလာဟာလာတွေကလည်းကြားနေရသေးတယ်ဗမာတွေတောက်လျှောက်ဆက်ရှုံးနေတာတွေကိုရပ်သွားအောင်လို့ဆရာရွတ်တန်တို့လူဖြူတိုက်ကိုစက်တေးပြီးတော့လူဖြူသွင်းတဲ့အစီအရင်တွေလုပ်မယ်ဆိုပြီးတော့ကြားနေရတကယ်တည်းအဲ့လိုမျိုးအစီအစဉ်တွေရှိတာဟုတ်လောက်တယ်ဗျဘာဖြစ်လဲဆိုတော့တနေ့ကျတော့အဲ့လက်မယွန့်ထောင်ထဲကိုချင်းသိမ်းမတကောင်ခေါ်ထည့်လာဒါပေမဲ့ဝင်းထဲမှာသူကသာလို့ချင်းသိမ်းလောင်ရင်နဲ့ထားတာပေါ့နော်ဒါပေမဲ့အကျဉ်းထောင်နဲ့ချင်းသိမ်းနေတာဘာဆိုင်လို့လဲအဲ့ဒါရတရားချေးဖို့ပဲဖြစ်မယ်နောက်တော့ချင်းသိမ်းစာအကျွေးခံရပြီဆိုပြီးတော့ဆရာယူတန်တို့တတိုက်ကတွက်ထားကြပြီသားဗြိတိရှတွေရဲ့ဒစိမ့်မှာလည်းချင်းသိမ်းပုံတွေဘာတွေပါတာဘာတွေဓာတ်ရိုက်ဖို့ကြံတာလဲတော့မသိဘူးဒါပေမဲ့ကန်ကောင်းကျင်တော့အဲ့ဒီကာလမှာမြန်မာဝန်ကြီးတွေစစ်သူကြီးတွေကလည်းတိုက်ပွဲမှာရှုံးလိုက်ယာဒူကနေချတာခံရလိုက်နေတယောက်တယောက်စင်ဆိုတော့ဖြစ်နေတဲ့အချိန်ဆိုတော့အဲ့မှာရတရားချိန်မဲ့ဝန်ကြီးကလည်းဝန်ကြီးဘုရားမှာတိတ်ကြကြမခံလိုက်ဘူးနဲ့တူပါတယ်လူဖြူရိုစတေးမဲ့အကြံကအကောင့်ထဲပေါ်မသွားရှာဘူးအဲ့ဒီတော့ချင်းသိမ်းမှလည်းနောက်ကျတော့တပိမိန်တလိန်လိန်နဲ့သေသွားအဲ့ဒီမှာပထမအင်္ဂလိပ်မြန်မာစပွဲအကြောင်းလည်းချားဖြတ်ပြီးတော့နည်းနည်းပြောအောင်မယ်စားဖြစ်တာကတော့ဗမာတွေကရန်သွားစားလို့ဖြစ်တာအဲ့ဒီချိန်ကမြန်မာနိုင်ငံကအရှေ့တောင်အာရှမှာစစ်အင်အားကြီးနိုင်ငံပဲယူရီးယားရောမှသွားသိမ်းထားတာတိတ်မကြသေးဘူးနောက်ပိုင်းကျတော့အာနာတီတဲ့အောင်မလုံးနိုင်တော့ယူရီးယားကိုပြန်ပြီးတော့လက်လွတ်လိုက်ရတာပြီးတော့အင်္ဂလိပ်တွေနဲ့ကလည်းတခါမှစစ်မဖြစ်ဘူးဆိုတော့အင်္ဂလိပ်တွေရဲ့လက်နက်အင်အားတွေလူအင်အားတွေကိုမမြင်ဘူးသေးတော့ဒီမျက်နှာပြူခေါင်းတွေကတော့အစိမ့်လိုက်ဝါစားပြလိုက်မယ်ဘာညာနဲ့ဂျိုကြွနေတဲ့အချိန်အဲ့တော့စစ်တကောင်းနယ်ဇက်ကဂျန်တီယာတို့ကချာတို့အဲ့ဗြိတိရှပိုင်နယ်မြေမှာဝင်ကျူးကျော်တာတွေရှမ်မဖြူကျွန်းကိုဝင်သိမ်းတာတွေလုပ်ကောဗြိတိရှတွေဆိုတာကလည်းအိန္ဒိယမှာမားတထောင်သားတွေကိုတခင်ကြီးလုပ်ပြီးတော့အုပ်ချုပ်နေရတာဆိုတော့သူတို့ဒီလိုလာပြီးတော့စော်ကားတာနေရွက်တွေဆိုတော့ငြိမ်ခံနေလို့ပဲရမလဲနောက်ပြီးတော့မြန်မာပြည်တောင်ပိုင်းကတယန်စာသားတွေကိုလည်းအစာတွေကမျက်စိကျနေတာဆိုတော့စစ်ဖြစ်ပြီးဆိုတာနဲ့တခါတည်းရန်ကုန်ဝင်သိမ်းတော့တာပဲကျွန်တော်တို့တမိုင်းထဲမှာပါတဲ့စစ်သူကြီးမဟာမန်ဒူလာရခိုင်ရုံးမကိုဖျက်ပြီးတော့စစ်ချီတယ်ဆိုတော့အဲ့ဒီမှာချီရတာစစ်စားဖြစ်တာအာသန်မဏိပူရဘက်မှာဆိုတော့အဲ့ဒီဘက်မှာပဲတိုက်ကြမယ်ထင်ပြီးတော့စစ်တပ်တွေအဲ့ဒီဘက်မှာအထိုင်ချထားတာအားမှာဗြိတိရှတွေကပင်လယ်ကနေလာပြီးတော့ရန်ကုန်မှာသိမ်းသွားပြီဟာဆိုတော့မှအသေးအံအပြေးလွှာပြန်ဆင်းလာကြတာတကယ်လဲတိုက်ကောလက်နက်ချင်းတော့မရှင်းနိုင်ပါဘူးအင်္ဂလိပ်တွေကအရာဝတီမျိုးတစ်လျှောက်စံတက်လာပြီးတော့မြို့တွေကိုတမျိုးပြီးတမျိုးသိမ်းသွားတာပဲအဲ့ဒီစစ်ပွဲက1824ကနေပြီးတော့1826အထိ2နှစ်ကြာတယ်အဲ့2နှစ်လုံးနီးပါးဆရာယူဒနာ21လကြာထောင်သွင်းအကျဉ်းချခံထားရတာအင်းဝကလက်မယွန့်ထောင်လူငယ်ခန်းမှာ18လပြီးတော့အောင်ပင်လဲဆိုတော့အဲ့တော့ရွာလေးပဲရှိသေးတယ်တော်တော်ခေါင်းတယ်အဲ့ဘက်မှာပြောင်းပြီးတော့ထားလိုက်သေးတယ်လူကလည်းမသိအောင်မျောပဲကြံတယ်ဘယ်ချိန်ထောင်လို့လဲဆိုတော့ဗြိတိရှတပ်တွေကအင်းဝနာအထိကိုရောက်လာပြီးအညံ့ခံမှစစ်ပြေငိမ်မှရတော့မယ်ဆိုတော့မှဆရာယူတန်နဲ့သူနဲ့တူအချင်းကြနဲ့တခြားလူဖြူဆရာဝန်တယောက်ကိုစကန်ပြန်အဖြစ်စစ်ပြေငိမ်တဲ့နေရာမှာသုံးဖို့အတွက်ကိုထောင်ထဲကနေထုတ်လိုက်တာ။ဗာကြီးတော့ဗျာဗြိတိရှတပ်တွေနဲ့စစ်ပြေငိမ်တဲ့အချိန်လေးရောက်တော့ဗြိတိရှတပ်တွေက Rendezvous ဆိုတဲ့အင်းဝကနေ45မိုင်လောက်ပဲဝေးတဲ့ရွာလေးကိုရောက်နေပြီဗျ။မြေကြောင်းတိုက်ဆန်တက်လာရင်တရက်နေ့လောက်ဆိုအင်းဝကိုရောက်တော့မှာအဲ့မှာနေပြီးတော့နားအထိကိုမျက်နှာပြူတက်ကြီးတွေခြီလာပြီးဆိုပြီးတော့အင်းဝမှာလည်းတော်တော်ရဲရုပ်တဲ့တွေဖြစ်နေကြပြီ။ဗာကြီးတော်ရဲ့ဗမာစစ်တပ်ကလည်းအစားရဲကဗမာတပ်တွေကအင်အားမရှိတော့တဲ့အတွက်ရှမ်းပြည်တပ်တွေကိုခေါ်ပြီးတော့တိုက်ခိုင်းထားတာအခုအဲ့ရှမ်းတပ်တွေလည်းမရှိတော့ဘူး။အဲ့တော့ဗြိတိရှတွေကအင်းဝကိုဝင်သိမ်းဖို့ပဲကြံတော့တာ။အညံ့မခံလို့လည်းမရတော့ဘူး။အဲ့ဒါနဲ့အကျဉ်းထောင်တွေကလူပြူတွေကိုထုတ်အဲ့မှာစကပြန်လောက်ခိုင်းပြီးတော့စစ်ပြင်းငိမ့်စာချုပ်ချုပ်ဖို့အတွက်ကိုစီစဉ်ကြရတာပေါ့နော်။စစ်ပြေငင်းရမယ်ဆိုတော့ဗြိတိရှတွေကအာသန်မဏိပူရရဲ့တနင်္သာရီဒေသအပြင်စိတ်ရကြီးပေါင်တသန်းတောင်းနေကြဆရာယူတန်ရဲ့မှတ်တမ်းတွေအရဗမာတွေကအဲ့စိတ်ရကြီးဆိုတာကိုသဘောမပေါက်စစ်တိုက်ချင်လို့နှစ်ဦးနှစ်ဖက်စစ်ကြင်ညာပြီးတော့ကိုယ်စိတ်နဲ့ကိုတိုက်ကြတာဗျာ
အခုနေမြေတွေနဲ့တင်ထားပြီဘာဖြစ်လို့အဲ့စိတ်ရကြီးဆိုတာကြီးကပေးရအောင်မှလဲဆိုတော့ဗြိတိရှတွေကစိတ်ရကြီးပေးရင်အာသန်မဏိပူရနဲ့တနင်္သာရီကလွဲလို့ကြံတဲ့လက်ရှိအခုတင်ထားတဲ့နေမြေတွေကနေပြန်ပြီးတော့စုပ်ပေးမယ်အဲ့ဒီသဘောတရားကိုလည်းမြန်မာတွေကသဘောမပေါက်အာရှမှာစစ်တိုက်ကြတဲ့ပုံကကိုစစ်တပ်ကနေမြေတစ်ခုကိုရောက်သွားလို့ခုခံတဲ့စစ်တပ်ကမရှိတော့ရင်အဲ့နေမြေကိုကိုပိုင်ပြီအခုဆိုရင်အင်္ဂလိပ်ကရန်ကုန်ကနေစပြီးတော့အရာဒီမျိုးတစ်လျှောက်ပြည်ပကံစတဲ့အမျိုးတွေအကုန်သိမ်းထားပြီးပြီအင်းဝနေပြီးတော့နားတော့ရောက်နေတဲ့ဥစ္စာအဲ့ဒီမျိုးတွေကိုအကုန်ပြန်ပေးမယ်ငါတို့ပြန်ဆုပ်ပေးမယ်ဆိုတော့ဟာဟုတ်ရဟုတ်ရလားပေါ့တော်တော်တုံးတဲ့ကောင်တွေသူတို့မလို့သိမ်းထားပြီးသားနာမည်တွေကိုပြန်ပေးရဲဆိုပြီးတော့တွေးနေကြမလားမသိဘူးအဲ့စိတ်ရချေပေါင်းတန်းကလည်းချက်ချင်းပေးစရာမလိုလေးခခွဲပြီးတော့အရစ်ကြပေးရမှာဆိုတော့အဲ့မှာဘာကြီးတော့ဖရားလေဟာနောင်ခါလာနောင်ခါစေလောလောဆယ်ထီးနှံမပြဖို့အရေးကြီးရပေးမယ်ပြောလိုက်ကွာဆိုပြီးတော့အဲ့မှာ rendezvous စာချုပ်ချုပ်ဆိုပြသွားတာပါပဲအစားရဗြိတိရှတွေဟာအင်ဝါကိုဝင်တိုက်ရင်ဘာကြီးတော့ပြေတော့ပြောင်းပြေးပေါက်ပြောင်းမယ်အကွက်ဖြစ်နေတာ哦အင်္ဂလိပ်တောင်နဲ့စိတ်ရကြီးရလေသူခေတ်သူခါနဲ့ကြည့်ရင်တော်တော်များတယ်ဗျဒါမဲ့ဗမာဆိုတာလေကိုအကျွေးရရင်စင်တောင်ဝယ်ရဲဆိုတာမျိုးဆိုတော့နောက်မှကြည့်ရှင်းကွာဆိုပြီးတော့အင်္ဂလိပ်မြန်မာစစ်ပွဲကြီးတဲ့အဲ့ဒီမှာအဆုံးသက်ဆရာယူဒတန်တို့တက်တိုက်လေထောင်ကနေလွတ်ရောဆိုပါတော့ထောင်လွတ်ပြီးနောက်ပိုင်းမှာတော့မြန်မာပြည်ပိုင်နဲ့မှာတော်တော်ဒုက္ခခံခဲ့ရတာတကြောင်သာသနာရေးနဲ့ရာဇာရေးရောထွေးနေတဲ့အနေအထားမှာဗုဒ္ဓဘာသာဝင်တွေခရစ်ယာန်ဘာသာတွေကိုတင်သွင်းဖို့မလွယ်တဲ့တကြောင်တွေကြောင့်ဆရာယူဒတန်ကဗြိတိရှပိုင်နဲ့ကြိုက်ခမီတို့မော်လမြိုင်တို့စတဲ့တနင်္သာရီတိုင်းဒေသတွေမှာဆင်းပြီးတော့သာသနာပြုတယ်ဗမာရီသာသနာပြုတဲ့နေရာမှာမအောင်မြင်သလားကရင်လူမျိုးတွေကိုသာသနာပြုတဲ့နေရာမှာတော့အလွန်အောင်မြင်တယ်ဗျဒီနေ့ခေတ်ကရင်လူမျိုးတော်တော်များများကနှစ်ချင်းအသင်းဝင် Baptist Christian တွေဖြစ်နေကြတာအဲ့ဒါဆရာယူဒတန်ရဲ့ကျေးဇူးပဲတမန်ကျမ်းစာကိုလည်းသူအစဆုံးမြန်မာပြန်ခဲ့တဲ့အတွက်ဒီနေ့ထိသူဘာသာပြန်တဲ့ version ကိုပဲအများစုဖတ်နေကြတာသူကမြန်မာစကားတည်းမကောက်ပါဠိလိုပါတတ်တယ်သူကမြန်မာစကားကလည်းပါဠိတွေများတယ်လေစေတနာတို့တောကတို့ဆိုတဲ့စကားလုံးတွေဆိုရင်ပါဠိရလာအဲ့တော့ဘာသာရေးစာပေကိုဘာသာပြန်နဲ့ဟောပြောတဲ့နေရာမှာပါဠိလိုမတက်လို့မဖြစ်ဘူးဆိုပြီးတော့သင်ထားတာအဲ့ဒီလိုနဲ့ဆရာယူဒတန်အသက်62နှစ်ကိုရောက်တဲ့အခါမှာအဆုတ်ယောဂဖြစ်တော့ဆရာဝန်ကလေကောင်းလေတန်းရှူရမယ်ပင်လယ်ခရီးထွက်ရမယ်လို့ညွှန်ကြားတဲ့အတွက်တင်ဘောနဲ့ခရီးသွားရင်းနဲ့တင်ဘောပေါ်မှာပဲဆုံးသွားတဲ့အတွက်ဘင်္ဂလားပင်လယ်အော်ထဲမှာသူ့ကိုမြုပ်နှံတကြိုခဲ့ကြတယ်နှစ်ပေါင်း36နှစ်မြန်မာနိုင်ငံမှာသာသနာပြုခဲ့တယ်အဲ့ဒီဂျားထဲမှာအမေရိကကိုတစ်ခေါက်ပဲပြန်ရောက်ခဲ့ခရစ်ယာန်ဘာသာကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေမြန်မာစကားကိုငကန်းတစ်လုံးမှမတက်ဖဲနဲ့ဗမာလူမျိုးဆိုတာလည်းဘာနဲ့တူလဲတခါမှမမြင်ဘူးပဲနဲ့ဗမာပြည်ကိုလာပြီးတော့ဒုက္ခဒုက္ခတွေခံပြီးတော့ခရစ်ယာန်သာသနာနဲ့စပြီးတော့ပြန်ပွားအောင်လုပ်ခဲ့တဲ့ဆရာယူဒတန်ရဲ့ဇွဲနဲ့တက်တီကိုတော့ချီးကျူးရမယ်ဗျကျွန်တော်တို့ကောင်မျိုးဆိုရင်တော့သိကြတယ်မအူမလဲနဲ့သာသနာပြုမယ်ဆိုပြီးတော့ရောက်ရင်သာရောက်သွားမယ်ထောင်ထဲထည့်ပြီးတော့အနှိမ့်ဆက်ခံရလို့ကတော့ထောင်ကနေလွတ်တာနဲ့ကိုတိုင်းပြည်ကိုပြန်ပြေးမှာပဲဆရာယူဒတန်ကတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီကိုဇွဲတက်တီတွေကြောင့်ပဲကိုလိုနီခေတ်ရန်ကုန်တက္ကသိုလ်ဝင်ထဲမှာစောက်ခဲတဲ့ကောလိပ်နဲ့ဖျားเจ้าကိုဂုံပြူတဲ့အနေနဲ့ Jackson Church Jackson College ဆိုပြီးတော့နာမည်ပေးခဲ့တာမြန်မာအခေါ်တော့ Jackson ပေါ့ဗျာတက္ကသိုလ်နယ်မြေမှာထင်ရှားတဲ့အစာအုပ်တစ်ခုဖြစ်တဲ့အတွက်ထွင်းတင်ကတချင်ထဲမှာထည့်ပြီးတော့ရေးလိုက်တဲ့ဆိုလိုက်တဲ့အခါမှာတော့တနိုင်ငံလုံးမှာမကြောက်ဘူးတဲ့သူမရှိသလောက်ဖြစ်သွားတာပါပဲ Reverend Adoniram Jackson ဗမာအခေါ်ဆရာယူဒတန်နဲ့ဘာကြီးတော်ဖျားเจ้าတော့ဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးပါYouTube မှာကြည့်ချင်တဲ့လူတွေအတွက်ကို description ထဲမှာကျွန်တော်ရဲ့ YouTube channel link လည်းထည့်ပေးထားပါတယ်ဒီကြောင့်တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်